အခုကကျွန်တော်ချင်းမိုင်မှာရှိတဲ့ luxury project တစ်ခုရောက်နေတယ်ဒီ project ကတော့သူက73တန်းကနေမှတန်း30ဝန်းကျင်လောက်ရှိတဲ့ project လေးတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုလက်ရှိဒီဟာလေး၄ယောက်လေးတစ်ချက်ပြပေးမယ်ဒီထဲမှာ recommend တအားပေးချင်တဲ့ဟို unit လေးရှိတယ်အခုလက်ရှိဒီအစိမ်းရောင်လေးတွေကတော့သူက show out unit လေးပေါ့နော်ဒီထဲမှာကျွန်တော်တို့ LAN ကိုမှလေပုံမှန်အားဖြင့်ကြောကြည့်လို့ရတယ်ဒီဟာရဲ့နောက်ကျောမှာတော့ဒါကတော့သူကတလုံးပဲလောက်တာပေါ့နော်မြေကကြတော့သူကကွက်တီ standard size လေးပဲအဲ့တော့မှဒီဘက်မှာကြောကက်လေးလာမယ်ဒီဘက်မှာကျတော့အားလုံးရောင်းပြီးတော့မရှိတော့အဲ့တော့အခုကျွန်တော်ဒီထဲမှာနှစ်ခု recommend ပေးရှင်တယ်တစ်ခုသူကဒီနှစ်ခုလုံးက300 square meter နဲ့ရှိမယ်ဒီဘက်မှာသူက small medium large ပေါ့နော် large size ကတော့300 square meter medium size က240ခွာ small ကကျတော့230အဲ့တော့ဒီလို large size ကပြောမယ်ဆိုမြေနှစ်ကွက်စာရမယ်အရှိလန်လည်းရှိတယ်အနောက်လန်လည်းရှိတယ်အဲ့တော့ကိုမှအခုလက်ရှိရှာပါဒီနှလုံးပဲကြံတော့မယ်ပေါ့ကျွန်တော်ဒါလေးကို recommend ပေးရှင်တယ်ဒီဘက်တစ်လုံးကတော့ရောင်းလိုက်ပြီပေါ့နော်အဲ့တော့အခုဒီဘက်တစ်လုံးကကြတော့သူက121.9 square watt ကိုမှ23.16 million watt နဲ့ရတယ်ပြီးလို့ရှိရင်ဒီဘေးနားလေးက144.5 square watt ကိုမှ29.43 square million watt နဲ့ရတယ်ဒါကတော့ site ကြီးဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်တန်တယ်လို့ပြောလို့ရှိရင်တော့ဒီတစ်လုံးလေးကတော့တန်တယ်ဘာလို့ဒီတစ်လုံးတန်တယ်လို့ပြောလို့ရှိရင်အခုလက်ရှိဒီဟာက23တန်း16ဆိုတဲ့ဟာကသူကမူရင်းစေးက25တန်းလောက်ရှိတယ်25တန်းဝန်းကျင်လောက်ကိုမှအခုလက်ရှိသူက special price နဲ့23.16နဲ့ရမယ်။တော့မဟုတ်ဘူးလုံးဝကိုစိုက်ကြည့်လို့ရှင်တယ်ဆိုရင်တော့အခုလက်ရှိဒီ29တန်းဝန်းကျင်လောက်နဲ့ရမှာပေါ့နော်။ဒီဟာ144.5အဲ့တော့ခဏနေဒီအိမ်ပုံစံမျိုးဘယ်လိုရှိလဲဆိုတာကျွန်တော်တစ်ချက်လိုက်ပြပေးမယ်။သူကောင်းတာတစ်ချက်ကတော့လေအိမ်နီးနားချင်းဆိုလို့ကိုယ့်ရဲ့ဘေးရဒီတစ်ခုနဲ့ဒီတစ်ခုပဲရှိမယ်ဆိုတဲ့အနေအထားတစ်ခုပေါ့နော်။အရှိနဲ့အနောက်ကကျတော့လုံးဝကိုကိုယ့်ရဲ့ဒီ LAN တွေပဲဆိုတော့ problem privacy ဖြစ်တယ်ဆိုတဲ့အနေအထားတစ်ခုမျိုးတခြားlayoutအနေအထားတစ်ခုလည်းသူကရှာပါပဲမရှိဘူးအဲ့တော့ဒီ layout ကိုတော့တော်တော်လေးကို recommend ပေးတဲ့အထဲမှာပါတယ်အဲ့တော့ကျွန်တော်ဒီဘက်တစ်ချက်ပြပေးမယ်အခုနေရာအနေထားတစ်ခုကတော့ဘယ်လိုရှိလဲဆိုတော့အခုတရားအိုးထောင်းနဲ့ first range ရှိမယ် second range ရှိမယ်သူကကြတော့ဒီအလယ်မှာဒီဘက်မှာကြတော့ government community လာမယ်ဒီဘက်မှာကြလို့ရှိရင်သူက central festival ရှိမယ်အဲ့တော့ဒီနှစ်ခုအုပ်စုရဲ့ဂျားထဲမှာတော့ရှိမယ်အဲ့တော့ဒီ project ကဘယ်လိုလူတွေကြိုက်ကြလဲဆိုတော့အေးစစ်စစ်နေချင်ကြတဲ့လူလေတိတ်ပြီးတော့မှအနောက်ရှက်မရှိချင်ဘူးလုံးဝကို city center လောက်ကိုမှလည်းနီးချင်တယ်ဆိုတဲ့အနေအထားတစ်ခုလေးဆိုလို့ရှိရင်တော့ဒီ project အဆင်ပြေတယ်ဘာလို့လဲဆိုတော့ဒီလမ်းမကြီးကဆိုတာ900လမ်းမကြီးတော်တော်များများ luxury project တွေမှာခင်ဗျာအားလုံးကဒီ900လမ်းမကြီးပေါ်မှာစောက်တယ်အဲ့တော့ကျွန်တော်တို့ဒီကနေမှCentral Festival သွားမယ်ဆိုလို့ရှိရင်လည်း7မိနစ်ဝန်းကျင်လောက်နဲ့ရောက်တယ်ဒီကနေမှ Caravan Community သွားမယ်ဆိုရင်လည်း7မိနစ်ဝန်းကျင်လောက်ရောက်အိုးထောင်းသွားမယ်ဆိုလည်း15မိနစ်ဝန်းကျင်ပဲဒီကနေမှမီချော့ Rancho Plaza ဆိုရင်တော့3မိနစ်4မိနစ်လောက်နဲ့ရောက်တယ်အဲ့တော့နေရာအားဖြင့်ကတော့တော်တော်လေးကို location ကောင်းတယ်လို့ပြောလို့ရတယ်ဒီကနေမှကျွန်တော်တို့အခုပန်ကောက်ဆေးရုံတို့ချင်းမိုင် ram တို့ဒီဆေးရုံတွေအားလုံးသွားမယ်ဆိုလို့ရှိရင်လည်း7မိနစ်15မိနစ်ဝန်းကျင်လောက်နဲ့အားလုံးအဆောင်ရောက်ရှိနိုင်တယ်ပေါ့နော်အဲ့တော့နေရာအားဖြင့်ကတော့တော်တော်လေးကိုအားကောင်းတယ်လို့ပြောလို့ရတယ်အထဲမှာကျတော့အိမ်လေးတစ်ချက်လိုက်ပြပေးမယ်ဒါကတော့ကျွန်တော်တို့တွေ့နေရတဲ့300 square meter ရှိတဲ့ site ကြီးလုံးချိန်ပဲရှိတယ်အတန်လေးနည်းနည်းကြားလာမသိဘူးသူကပင်နစ်တီလုံးလေးနေပြီးတော့သူတုံးထားတဲ့ပစ္စည်းတွေကအားလုံးက input ပစ္စည်းတွေဖြစ်မယ်လက်ရမ်းတွေတွေ့နေရတဲ့ဟာတွေကသူကအီတလီကနေတွင်ထားတယ်မန်လေးကကျတော့သူကဂျပန်ကနေတွင်ထားတယ်အခုဒီဟာကြလို့ရှိရင်တော့ကျွန်းတကာနှစ်ချက်ဖွင့်နေတယ်အပြင်မှာကြရင်သူကကျွန်တော်တို့ဖက်နှက်တွေချွတ်တဲ့ဖက်နှက်စင်လေးတွေပေါ့နော်ဒီလိုပုံစံမျိုးလေးလောက်ထားပြီးဒီဘက်လည်းဆက်ကြည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဖက်နှက်စင်လေးလောက်လို့ရတဲ့အနေအထားတစ်ခုလေးပေါ့ဒါကကျွန်တော်အာရှခါချာနဲ့တူတယ်သူကဝင်လာပြီဆိုတာနဲ့living room လေးရှိမယ်ဒီတစ်ခုလောအဲ့တော့ living room ကလည်းကြဲကြဲလေးလို့ပြောလို့ရတယ်ပြီးရင်ဒီဘက်မှာကျတော့လူကြီးခန်းလေးတစ်ခုရှိမယ်လူကြီးခန်းထဲမှာကသူကအသေးစိတ်ကစဝီချက်တွေဝင်လို့ရအောင်အထက်လေးမပေါအောင်ဒီတိုင်းထားပြီးတယ်ဒါ queen size bed လေးနဲ့ဒီဘက်မှာကြဲကြဲဝန်းလေးနဲ့ပေါ့နော်ပြီးတော့ဒီဘက်မှာ common inner တစ်ခုလေးပါအဲ့တော့ဒီ habitat ram 6ဆိုတဲ့ဟာကလေသူက standard ကAustralian series ထဲမှာဆိုရင် Whale series ရှိတယ် Belief series ရှိတယ် Habitat series ရှိတယ်အခုဒီ Habitat ကတော့သူကအမြင့်ဆုံး series လို့ပြောလို့ရတယ်ဒီနေရာမှာရှေ့ရောက်ထိုင် dining table လေးရှိမယ်ပြီးရင်ဒီဘက်မှာဘားကောင်တာ dry kitchen နေရာမှာရှိမယ်ပြီးတော့အထဲမှာရောတစ်ချက်ကြည့်အောင်အခုဒီထဲမှာကသူကကားက3စီးလောက်ရက်လို့ရမယ်ဒါ showroom ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ခြံဝင်းတော့ကာထားပေးရမရှိဘူးเนาะအကယ်၍များအကျွေ unit ဆိုရင်အရှိရအိမ်လေးလိုပဲသူအရှိရတော့ပတ်ပတ်တဲ့အားလုံးရောင်းပြီးသွားတယ်အဲ့လိုလုံးဝသူတို့ခြံဝင်းလေးနဲ့လာတယ်ဒါကတော့ကား3စီးရက်လို့ရမှာပေါ့နော်
ပြင်ကချင်းအနေထားတစ်ခုကကျွန်တော်တို့မိသားစု9ယောက်10ယောက်ဝန်းကျင်လောက်ဆိုရင်ဒီ kitchen လောက်နဲ့လည်းလုံလောက်တယ်ချက်ကြည့်လို့ရတယ်ဒီအနေထားတစ်ခုကဒီဘက်မှာရှော့မယ်ဒီဘက်မှာဟိုစေးမယ်ဒီဘက်မှာသူကချက်ပြုတ်တဲ့နေရာလေးပေါ့နော်ပြီးရင်ဒီဘက်မှာကြာလို့ရှိရင်တော့ refrigerator ရှိမယ်အဲ့တော့ဒီ space အနေထားတစ်ခုကတော့တော်တော်လေးလုံလောက်တယ်လို့ပြောလို့ရတယ်ဒီပြင်မှာကသူကအဝတ်လျှော်ဖို့လို့ရတဲ့နေရာနဲ့ဒီအဝတ်လျှော်ဆက်ထားတဲ့နေရာနဲ့ပြီးတော့မိတ်ရောလေးပါမယ်ဒီအောက်မှာကြာလို့ရှိရင်တော့သူကအဝတ်လျှော်ဆက်ထားတဲ့နေရာလေးအဲ့တော့လိုအပ်တဲ့နေရာလေးတွေကသူက supply နဲ့ demand ဟို supply နဲ့ဟို waste pipe တွေအားလုံးကဒီထဲမှာထည့်ထားပြီးသားဒီဘက်မှာကြာလို့ရှိရင်တော့သူကနည်းနည်းပါးလျှော်ဖို့လို့ရတဲ့နေရာလေးထားပေးမယ်ပြီးရင်ဒီဘက်မှာမိတ်ရောကလည်း master bedroom အနေနဲ့ထားပေးတယ်ဒီဘက်မှာအင်တာကြီးချုပ်ခန်းတက်လေးနဲ့ပေါ့နော်အဲ့တော့ဒီထဲမှာအပြင်နားလေးမှာလည်းရှိတော့အိမ်တွင်ထဲနဲ့လည်းအနောက်ရှက်မရှိတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့အထဲထဲမှာတစ်ချက်ဝင်ကြည့်အောင်ဒီလေကားလက်ရန်နေရလဲသူကအီတလီကနေပဲတွင်ထားပြီးတဲ့ပစ္စည်းတွေပဲပုံမှန်အားဖြင့်ဒီhabitat series မှာကြတော့ပါကွာရွာလဲဆိုတော့သူက CCTV system ၄ခုလောက်ကစအားလုံးထည့်ထားပေးတယ်ဒီမှာတစ်ခုအောက်မှာ living room မှာတစ်ခုကားပါကင်မှာတစ်ခုအဝင်ပေါက်နားလေးမှာတစ်ခု၄ခုအဲ့တော့ဒါတွေကကြတော့ internet ကိုအတွင်းထဲမှာကိုပြန်ကြည့်လို့ရပါတော့ဒါ king size bed နဲ့ size အကြီးဆုံးဟာပဲဒီအဲ့ရာကကြတော့ဒီဘက်မှာကသူက balcony လေးပါမယ်ပြီးတော့ဒါ king size bed အဲ့တော့အနေထားတစ်ခုကတော့တော်တော်လေးကျယ်တယ်လို့ပြောလို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာကြာလို့ရှိရင် close up လေးရှိမယ်ဒီတစ်ခုလုံးက close up ပြီးဒါကကျတော့အနိုင်ချုပ်ခံခုပတ်သက်လျာစားထည့်ထားပေးတယ်ပြီးရင်ဒီဘက်မှာခုလေကျွန်တော်တစ်ချက် sharing လေးလုပ်ပေးမယ်ပုံမှန်အဖြစ်ငါတို့ luxury project တွေမှာဆိုလို့ရှိရင်ပတ်သက်လေးတစ်ချက်ဒီခုလက်ရှိ shower ကောင်းတစ်ချက်ကြည့်လို့ရ shower ကောင်းကပုံမှန် luxury project တွေဆိုလို့ရှိရင်ဒီအခုစီလင်ကနေမှထွက်လာတဲ့ပုံစံမျိုးလာရင်လားမလာဘူးဆိုလို့ရှိရင်အခုလက်ရှိဒီလိုကောင်းအောင်တောင်းထားပြီဒီအပေါ်ကနေကျလာတဲ့ဟာပုံမှန် middle နဲ့ lower level တွေဆိုလို့ရှိရင်ဒီလိုကောင်းနေတယ်လည်းလာပုံမှန်အဲ့လိုအပေါ်ကနေမှကျလာတဲ့ဟာတွေမရှိဘူးပြီးရင်နောက်တစ်ခုကကျလို့ရှိရင်ကျွန်တော် brand တွေကြည့်လို့ရတယ်ဒီဟာကျတော့သူကcolor တောင်းထားပေးတယ်တချို့နည်းနည်းလေး middle တို့နှိမ့်တဲ့ brand တွေကျတော့တခြား brand တွေတုံးကြတယ်ပေါ့နော်American standard တော့မှာတစ်ခါလေးကြောက်လို့ရှိရင်ကျွန်တော်တို့အဲ့လို middle series လောက်မှာတွားပြီး mid level လောက်မှာတော့တွေ့ရတယ်။လုံးဝ luxury project တွေမှာကြောက်လို့ရှိရင်တော့ဒီ color လေးကိုတွေ့ရအောင်နော်။ဒီအခုအိမ်သာရဲ့ပိုထောင်နေရကြတော့သူကလုံးဝတစ်စစ်နဲ့တုံးတဲ့ပုံစံမျိုးလေး။အဲ့တော့ဒီအခန်းနေတာတစ်ခုကတော့တော်တော်လေးကျယ်တယ်လို့ပြောလို့ရတယ်။ပြီးတော့ဒီမှာကြရင်ဒါကတော့ရောင်းတဲ့ချိန်မှာတော့မပါဘူး။ family living room လေးဒီညာလေးလောက်တော့ရတယ်။စာလေးပါညာကြည့်ပေါ့။ဒုတိယအကျယ်ဆုံးခန်းလေးရောဒီဘက်တစ်ချက်လိုက်ကြည့်အောင်ဒီပုံစံမျိုးကကြတော့လေကျွန်တော်တို့ကအဲ့လိုလုတ်ပြထားပေးတာအမှန်တကယ်ပြောလို့ရှိရင်ဒီ showroom က28တန်းဝန်းကျင်ပဲအကေးမြတ်ဒီတပုံစံနဲ့လုတ်ချင်ပေါ့နော်ဒါပေမဲ့အကေးဟိုအကျွယ် unit ကိုယူမယ်ဆိုလို့ရှိရင်ဈေးနှုန်းကတလောက်ထိမရှိဘူးခုနကတော့ကျွန်တော်ပြောတဲ့ site အကြီးဆုံးဟာ28တန်းဝန်းကျင်ဆိုတဲ့ဟာကသူကမြေကတအားကျယ်ဒီအခုအိမ်နှလုံးစာလောက်ကိုကျယ်အဲ့ဒါကြောင့်မလို့သူကဈေးအဲ့လောက်28တန်းဝန်းကျင်လောက်ဟိုရှိတယ်လို့ပြောတာဒီဘက်မှာပတ်သက်တစ်ခုရှိမယ်ဒီဘက်မှာထပ်ပြီးဟိုအဆို6ခွဲထားပေးတယ်ဒီရဲ့အိမ်နာကတော့သူကလုံးဝရိုးရိုးအိမ်နာပဲဖြစ်သွားတယ်ဟိုမော်တာနဲ့ပါတဲ့အိမ်နာမဟုတ်တော့ပြီးတော့ဒီဘက်မှာကျတော့site တွေကလေးအခန်းပေါ့နော်ဒီဘက်က queen size bed လေးထားပေးတယ် closet ဒီမှာလို့ရှိရင်အိမ်နာကြီးချုပ်ခန်းဒီဘက်မှာအဲ့တော့အပေါ်ထပ်မှာကြာလို့ရှိရင်တော့သူကကျွန်တော်ကြည့်လို့ရတာက master bedroom 3ခန်း master bedroom 3ခန်းရအောက်ထပ်မှာ master bedroom 1ခန်းအဲ့တော့ master bedroom 4ခန်းရှိရလို့ပြောလို့ရတယ်မိသားစုတစ်ခုအတွက်ကတော့သူကလုံလောက်ပဲလို့ပြောလို့ရတယ်အဲ့တော့အကျွယ် room ခုနကတော့ကျွန်တော် recommend ပေးမဲ့အိမ်လေးပုံစံမျိုးကိုတစ်ချက်လိုက်ပြပေးမယ်ဗျာ